မင်းရဲ့ရန်သူနဲ့ရင်းနှီးနေတဲ့မင်းဘေးကမိတ်ဆွေကိုတတိထားပါမင်းရဲ့မိတ်ဆွေကမင်းရဲ့ရန်သူနဲ့အဆင်ပြေနေတယ်ဆိုတာမြင်လိုက်ရရင်အဲ့ဒီလူကိုအမြင်ကောင်းနဲ့ဆက်မကြည့်ခင်အရင်ဆုံးတတိထားပါတယောက်ကမင်းရဲ့ရန်သူကိုပွန့်ပွန့်လင်းလင်းဖြစ်နေပြီးနောက်တစ်ယောက်ကတော့မင်းဘေးမှာရက်နေတယ်လို့ထင်ရပေမဲ့စိတ်ကတခြားတစ်ဖက်မှာရှိနေနိုင်ပါတယ်စီးပွားရေးလောကထဲမှာနှစ်ကာလတစ်ခုဖြတ်တန်းလာရင်သဘောပေါက်လာတဲ့အမှန်တရားတစ်ခုရှိပါတယ်လူတစ်ယောက်ရဲ့စကားကိုနားထောင်တာထက်သူဘသူတွေနဲ့အချိန်ဖြုံးနေတယ်လဲဘသူတွေနဲ့ယုံကြည်မှုတည်ဆောက်နေတယ်လဲဆိုတာကိုကြည့်လိုက်ရင်သူ့ရဲ့တန်ဖိုးနဲ့ယက်တီချက်ကိုပိုမြင်ရပါတယ်ဘဝမှာလူတိုင်းနဲ့မတက်နိုင်ပါဘူးပြိုင်ဆိုင်မှုလည်းရှိမယ်အမြင်မတူတာလည်းရှိမယ်ဒါတွေကပုံမှန်ပါပဲဒါပေမဲ့တင့်ကိုအန္တရာယ်ပေးဖို့စူးစမ်းခဲ့တဲ့သူတင့်နောက်ွယ်မှာတင့်ကိုဖျက်ဆီးဖို့လုပ်ခဲ့တဲ့သူတင့်ယုံကြည်မှုကိုချိုးဖောက်ခဲ့တဲ့သူနဲ့အရန်ရင်းနှီးစွာတွာလာနေတဲ့သူကိုတော့မိတ်ဆွေလို့မခေါ်နိုင်ပါဘာကြောင့်လဲဆိုတော့ယုံကြည်မှုဆိုတာစကားနဲ့တိဆောက်တာမဟုတ်ဘူးရွေးချယ်မှုတွေနဲ့တိဆောက်တာပါလူတစ်ယောက်ကဘယ်ဘက်မှာရက်မလဲဆိုတာသူ့ရဲ့ရွေးချယ်မှုကပြောပြပါတယ်တချို့လူတွေကတင့်ရှိမှာတော့ပြုံးပြတဲ့တင့်အောင်မြင်မှုကိုဂုဏ်ပြုတယ်လို့ပြောတယ်ဒါပေမဲ့တင့်ကိုမလိုလားတဲ့သူတွေနဲ့အချိန်ကုန်အချက်လက်မျှဝေရင်းနှီးမှုတိဆောက်နေတတ်ကြတယ်အဲ့ဒီလိုလူတွေကတိုက်ရိုက်မတိုက်ခိုက်ပါဘူးဒါပေမဲ့တင့်ရဲ့လုံခြုံမှုတင့်ရဲ့ယုံကြည်မှုတင့်ရဲ့အခွင့်အရေးတွေကိုတဖြည်းဖြည်းအားနည်းလာစေနိုင်ပါတယ်စီးပွားရေးမှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ်တစ္ဆာရှိမှုဆိုတာအလွန်တန်ဖိုးကြီးတဲ့ပိုင်ဆိုင်မှုတစ်ခုပါတစ္ဆာမရှိတဲ့သူဟာဒီနေ့တင့်ဘက်မှာရက်နေနိုင်ပေမဲ့မနှက်ဖြန်မှာအကျိုးစီးပွားတစ်ခုကြောင့်တခြားဘက်ကိုလှည့်သွားနိုင်ပါတယ်ဒါကြောင့်လူတစ်ယောက်ကိုအကဲဖြတ်တဲ့အခါသူဘာပြောသလဲဆိုတာထက်သူဘသူတွေနဲ့လက်တွဲနေလဲဆိုတာကိုပိုကြည့်ပါအသက်ကြီးလာတာနဲ့အမျှတင်ယူခဲ့တဲ့သင်ခန်းစာကတော့လူတိုင်းကိုမုန်းနေဖို့မလိုပါဘူးဒါပေမဲ့လူတိုင်းကိုလည်းယုံကြည်နေဖို့မလိုပါဘူးကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုထိမ့်သိမ်းခြင်းရင်ကိုယ့်ရဲ့စီးပွားရေးကိုလုံခြုံစေခြင်းရင်ကိုယ့်ရဲ့အနာဂတ်ကိုကာကွယ်ခြင်းရင်ကိုယ့်ဘေးနားမှာဘသူတွေကိုထားမလဲဆိုတာကိုအလွန်ဂရုစိုက်ရပါတယ်ကိုယ့်အပေါ်တစ္ဆာမရှင်းတဲ့သူယက်တီချက်မရှင်းတဲ့သူမျက်နှာနှစ်ဖက်နဲ့နေတတ်တဲ့သူတွေကိုအပြစ်တင်ပြီးအချိန်မဖြုံးတော့ပါနဲ့တိတ်တိတ်လေးအကွာဝေးထားလိုက်ပါဘာလို့လဲဆိုတော့လုပ်ငန်းတစ်ခုကိုတိဆောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူရပေမဲ့လူမတစ်ယောက်ကိုယုံကြည်လိုက်မိရင်အရာအလုံးကိုအချိန်တိုအတွင်းဆုံးရှုံးသွားနိုင်လို့ပါ